ရှိခါတော့ငါတိုင်းပြည်တစ်ပြည်မှာမိုးခေါင်ရေရှားဖြစ်ကရေလွန်ရှားပါသောအချိန်ဖြစ်လေသည်ထိုအခါပညာရှိသူကမိန်မကြီးမှာမှန်လာပါရှင်မင်းကြီးဖေဟာတိုင်းပြည်မှာမိုးခေါင်ရေရှားဖြစ်နေပါတယ်သို့ပါတော့လဲမနှက်ပြန်နေမွန်းတဲ့အချိန်မှာစ၍မိုးကြီးလေကြီးရွာသွန်းပါလိမ့်မယ်ဖေဟာဆရာကဝန္တာအာရရှိတော်မူလိုက်တာကွယ်ဒါပေမဲ့လဲထိုမိုးကြီးဟာအချိန်ခါမဟုတ်ရွာသွန်းသောမိုးကြီးဖြစ်ပါသဖြင့်တောက်သုံးသောသူကိုအစိတ်တင်နိုင်ကြောင်းမှဖေဟာဒါဆိုဘယ်လိုလုပ်ကြမှာတော့အမကြီးမှန်လားပါထိုမိုးကြီးအားတိုင်းသူပြည်သားတို့မတောက်သုံးစေရန်အမိန့်ထုတ်ပြန်တင်ကြောင်းမှဖေဟာကောင်းပြီခုချိန်မှစ၍ငါကိုယ်တော်မြတ်အမိန့်တော်မှတ်မယ်မနှက်ပြန်မိုးရွာမီမိုးကြီးအားအစိတ်တင်နိုင်သည့်အတွက်ညီသူတို့တယောက်မှမတောက်သုံးစေရန်တိုင်းပြည်လုံးအားကျဉ်းညာမောင်းခတ်စေမှန်လားပါအမိန့်တော်မြတ်တိုင်းမှာဖေဟာအမတ်ကြီးဦးဆောင်၍တိုင်းပြည်လုံးအားကျဉ်းညာမောင်းခတ်လေတော့သည်ဆိုတော့လဲတကယ်တမ်းမိုးရွာသွန်းသောအခါ၌မူမိုးရွာပြီဟာလာကြတောက်ဖို့သုံးဖို့အတွက်ရေခံထားမှဖြစ်မယ်ဆိုပြီးတိုင်းပြည်လုံးထိုမိုးရေအားတောက်သုံးမိသောအခါအစိတ်တင်ကြီးအကုန်ယူကုန်တော့သည်ထိုမိုးကားရေအားမတောက်တာဆိုလို့ဘယင်နှင့်အမတ်ကြီးသာဖြစ်လေသည်မကြီးဘလို့ဖြစ်ကုန်ကြတာလဲဟောလာပါဘူခါကြီးအားတောက်သုံးမိ၍တိုင်းပြည်လုံးယူကုန်ကြတာပါဗျာအယူတွေကြားမှာဘယင်နှင့်အမတ်ကြီးအားတိုင်းပြည်လုံးကအယူဟူတာခေါ်ကုန်ကြလေတော့ဒီကဲ့အမတ်ကြီးဘလို့လုပ်ကြမလဲအခုအကုန်ယူပြီးဒိုးနှစ်ယောက်သာကြံတော့တယ်အယူတွေကတို့ပြန်ပြီးတော့အယူလို့ခေါ်ကုန်ကြပြီဒီအတိုင်းနေလို့တော့မဖြစ်တော့ဘူးအယူတွေကြားမှာတို့နှစ်ယောက်တည်းကောင်းနေလို့လဲဘာမှထူလာမှာမဟုတ်ဘူးဒီတော့တို့လဲအများနည်းတူမိုးခွာရေးတောက်ပြီးယူလိုက်ကြရအောင်ဒါမှတို့တူနေလို့အဆင်ပြေမှာပေါ့တို့ကအမကြီးမှမောင်လာပါစဉ်းစားတော်မူပါဖေဟာစဉ်းစားတော်မူပါအောင်ဖေဟာကျွန်တော်မျိုးတို့ဟာဒီအယူတွေနဲ့အခုအချိန်မှအဆင်ပြေတာကိုလိခံသမှာလေဖေဟာအခုလက်ရှိယူသွနေကြသူတွေကိုပြန်ကောင်းလာအောင်ကျွန်တော်မျိုးတို့မတတ်စွမ်းမမယ်နောက်ထပ်မွေးဖွားလာမယ့်မျိုးဆက်တဲ့လေးတွေကိုသူတို့လိုမယူသွရလေအောင်ထိမ့်သိမ့်လို့ရပါတယ်ဖေဟာမျိုးဆက်တဲ့တွေများလာပြီးအယူတွေတဖြည်းဖြည်းကုန်လာရင်အယူမျိုးဆက်လည်းရှိလာမှာမဟုတ်တော့ပါဘူးဖေဟာဒီလိုမှမဟုတ်ဖက်အရှင်မင်းကြီးပြောသလိုမျိုးကျွန်တော်မျိုးတို့ပါမိုးကားရီတောက်လိုက်မယ်ဆိုရင်အကုန်ယူပြီးအယူမျိုးဆက်သားကျင်ရတော့မှာပါဖေဟာမှန်ပြီသားပဲမကြီးဒီနေ့မှဆက်ရလက်ရှိယူနေကြသူများအားရှိသေးတော့နောင်မျိုးဆက်တလေးတွေအယူမျိုးမဖြစ်ရလေအောင်ထိမ့်သိမ်းကြပါစို့အမကြီး